ရင်တွေနာကျင်ရပြီလေဂီတသမားမို့လမ်းခွဲသွားတာလားမေဂုံလွာမဲလို့ကြောခိုင်းသွားတာလားမေသစ္စာကွန်ထူနဲ့လေးမှာတန်ဖိုးထားပြီးချစ်ပြခဲ့တယ်လေချစ်လေလွမ်းလေချစ်လေလေလေလွမ်းလေလွမ်းလေချစ်ဆိုတာပါလေမေရင်မခိုင်လို့ဖြေလိုက်ပါမယ်လေပိုင်ပိုင်နိုင်နိုင်ချစ်ခဲ့ပြီးမှဝေးရတဲ့ခိုင်မြင်နေတွေ့နေရနဲ့မခေါ်နိုင်မပြောနိုင်မျက်နှာလွှဲတဲ့ခိုင်ပိုင်ပိုင်နိုင်နိုင်ချစ်ခဲ့ပြီးမှဝေးရတဲ့တွေ့နေရနဲ့မခေါ်နိုင်မပြောနိုင်မျက်နှာလွှဲတဲ့ခိုင်သစိမ်းတွေတော့ဖြစ်သွားကြပြီခိုင်တငယ်ချင်းလိုပဲသတ်မှတ်ပေးပါခိုင်ရှိပါစေတီးပါစေတော့ဥဒုသုံးပါမမုန်းပါဘူးခိုင်မဆိုင်တော့မှလည်းတည်တဲ့ခိုင်မပိုင်တော့မှလည်းတည်တဲ့ခိုင်အချစ်ဆိုတာဘာလဲမေးရင်မခိုင်လို့ဖြေလိုက်ပါမယ်ခိုင်ချစ်ခဲ့ပြီးမှသစိမ်းဆန်သွားတဲ့ချစ်ရည်ကျွန်တော်ရင်လိမ်နာချင်ရပြီလေဂီတသမားမို့လမ်းခွဲသွားတာလားမေဂုံလွာမဲလို့ကြောခိုင်းသွားတာလားမေသစ္စာကွန်ထိုးနဲ့လေးမှာတန်ဖိုးထားပြီးချစ်ပြခဲ့တယ်လေချစ်လေလွမ်းလေချစ်လေလေလေလွမ်းလေလွမ်းလေအချစ်ဆိုတာဘာလဲနေရင်မခိုင်လို့ဖြေလိုက်ပါမယ်လေပိုင်ပိုင်နိုင်နိုင်ချစ်ခဲ့ပြီးမှဝေးရတဲ့ခိုင်မြင်နေတွေ့နေရနဲ့မခေါ်နိုင်မပြောနိုင်မျက်နှာလွှဲတဲ့ခိုင်ပိုင်ပိုင်နိုင်နိုင်ချစ်ခဲ့ပြီးမှဝေးရတဲ့ခိုင်မြင်နေတွေ့ရနဲ့မခေါ်နိုင်မပြောနိုင်မျက်နှာလွှဲတဲ့ခိုင်စိတ်တွေလို့ဖြစ်သွားကြပြီခိုင်တငယ်ချင်းလိုပဲသတ်မှတ်ပေးပါခိုင်ရှိပါစေတီးပါစေတော့ဥဒုသုံးပါမမုန်းပါဘူးခိုင်မဆိုင်တော့မှလည်းတည်တဲ့ခိုင်မပိုင်တော့မှလည်းတည်တဲ့ခိုင်အချစ်ဆိုတာဘာလဲမေးရင်မခိုင်လို့ဖြေလိုက်ပါမယ်ခိုင်အချစ်ဆိုတာဘာလဲမေးရင်မခိုင်လို့ဖြေလိုက်ပါမယ်ခိုင်